သူ့တံမြေကအမွေရှာပုံတော်ပြင်ဆင်ချက်ညကကြောက်လက်တကြားထွက်ပြေးခဲ့ရပေမဲ့မနက်မိုးလင်းလို့နေဘူးထွက်လာတဲ့အခါမှာတော့ထွန်းနိုင်နဲ့ပြားလေးတို့နှစ်ယောက်ရွာပြင်ကသူ့တံအနီးရာခင်းစီကိုမရဲတရဲနဲ့ပြန်လာခဲ့ကြပါတယ်ညကပစ်ချခဲ့တဲ့အဖိုးတံမြားတနက်နဲ့လေးခွက်ကိုနှမျောတာရောတေချာပေါက်ကြံခဲ့မဲ့ကြွက်ကင်ခါချင်ဆက်ချက်စားဖို့ရည်ရွယ်ချက်ကြောင့်ပါနှစ်ယောက်သားခြေလန်းခတ်သွက်လှမ်းလာခဲ့ကြတာပေါ့ဟေ့ကောင်ထွန်းနိုင်မင်းတေချာကြည့်ဦးနော်ညကမအေးမီကခေါင်းမီးခြုံထားလို့တရေမှတ်တာဟုတ်ပါပြီမနက်ခင်းကြမှတကယ်ကြီးထွက်လာရင်တော့ငါတော့လှက်တောင်မကြည့်ဘူးပြေးမှပြားလေးကဘေးဘီကိုဝေးဝဲကြည့်ရင်ပြောပါတယ်မင်းကလည်းမိုးလေးနေတာပဲကိုဘာကြောက်တာလဲမြ мян ရှာပြီးမြ мян ပြန်ရအောင်ရွာကလူတွေမြင်ရင်ငါတို့တရေကြောက်ပြီးပြေးတယ်ဆိုတာတိကုန်လိမ့်မယ်လို့ထွန်းနိုင်ကလူမိမှဆိုလို့အလောတိုက်လိုက်တယ်ပျောက်ဆုံးသွားသောတားကောင်များနဲ့အနံ့ဆိုသူတို့နှစ်ယောက်ညကတရေတွေးခဲ့တဲ့နေရာဝင်းကျင်ကိုရောက်တော့မြတ်တော်တွေကြားထဲမှာပစ်ချခဲ့တဲ့မြားတနက်နဲ့လေးခွက်ကိုအကောင်းပကတိအတိုင်းပြန်တွေးလိုက်ရလို့ဝမ်းသာသွားကြပါတယ်ဒါပေမဲ့ထူးဆန်းတာကညကမိထားတဲ့ကြွက်ဆယ်ကြော်ကောင်ထည့်ထားတဲ့အိတ်ကတော့အဝေးတနေရာမှာပြန့်ကျဲနေပြီးကြွက်တွေတကောင်မှမရှိတော့ပါဘူးဟာသွားပါပြီငါတို့ကြွက်တွေဘယ်ရောက်ကုန်တာလဲပြားလေးကစိတ်ပြက်လက်ပြက်ရေရွတ်လိုက်တယ်ဟေ့ကောင်ညကတရေမကကြွက်တွေကိုအစိမ့်လိုက်ဝါစားသွားတာလားမသိဘူးထွန်းနိုင်ကစနောက်ပြီးပြောလိုက်တဲ့အချိန်မှာပဲသူတို့အနောက်ဘက်ခြုံပုတ်ထဲကနေကူဝူးဆိုတဲ့ထူးဆန်းတဲ့အတန်နဲ့ကြီးတစ်ခုထပ်ထွက်လာပြန်ပါတယ်နှစ်ယောက်စလုံးဒူးတွေဆက်ဆက်တုံပြီးညကခြောက်ချမှုကခေါင်းနဲ့ပြန်ဝင်လာတာပေါ့မိုးလင်းကြီးလဲတရေကရှိနေတော့လားဆိုပြီးခြုံပုတ်စီကိုအသက်အောက်ပြီးကြည့်လိုက်ကြတယ်တရေမဟုတ်ရွာကလူဆိုးကြီးတိုးကြီးရုတ်တရက်ခြုံပုတ်ထဲကနေဝုန်းကနေထွက်လာတာကတော့မျက်နှာမရှိတဲ့တရေမှမဟုတ်ပဲရွာထဲကလူဆိုးကြီးတိုးကြီးရဲ့အမဲလိုက်ခွေးကြီးနီမျိုးဖြစ်နေပါတယ်နီမျိုးရဲ့ပါဆက်မှာတော့သူတို့ညကပြစ်ထားတဲ့ကြွက်အဝလွန်ကြီးတစ်ကောင်ကိုကိုက်ချီထားပြီးဘေးနားမှာလည်းကြံတဲ့ကြွက်တွေကိုခွေး3-4ကောင်ကအားရပါရဝါမြစ်ကနေရင်ဆိုင်နေကြတာပေါ့ညကသူတို့အသက်လူပြေးရတဲ့အဖိုးတန်ကြွက်ကင်လေးတွေဟာအခုတော့ရွာကခွေးတွေအတွက်နှက်တုတ်တာဖြစ်သွားခဲ့ပါပြီအဲ့ဒီတင်မကသေးပါဘူးခွေးတွေကိုလိုက်ရှာရင်းရောက်လာတဲ့ခွေးပိုင်ရှင်တိုးကြီးကထွန်းနိုင်လို့တငယ်ချင်း2ယောက်ရာခင်းထဲမှာကုန်းကွာနဲ့ဖြစ်နေတာကိုမြင်တော့လှမ်းអော်ပါလေရောဟေ့ကောင်တွေမင်းတို့ညကသူ့တန်နာမှာတရေမကြီးអော်လို့ဆိုပြီးလေးဘက်ထောက်ပြေးတာမင်းတို့လားညကဦးဘိုးတုတ်ကရွာလဲကောင်မှာအာပေါင်အာရင်တန်နဲ့ပြောနေလို့ရွာကလူတွေအကုန်သိပြီးရေနေကြတာဟာအခုခွေးစားလို့ကြံတဲ့ကြွက်အယိုးတွေလာကောက်တာလားအဆက်တကွဲကျိုးနီးတိုးကြီးရဲ့စကားကြောင့်ထွန်းနိုင်နဲ့ပြားလေးတို့နှစ်ယောက်မျက်နှာကြီးမြင်မြန်ပြီးဘာပြန်ပြောရမှန်းမသိပဲစွန့်သွားကြပါတယ်ညကတရေကြောက်တာကိုဘုန်းကြီးကျောင်းကပိယကြီးကတရွာလုံးအလင်းပြလိုက်ပြီဆိုတာသိလိုက်ရတဲ့အခါကြွက်မစားရတဲ့အပြင်တရွာလုံးရဲ့ဟာတရုံးဖြစ်သွားရတဲ့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာတကယ်ကိုတနာစရာခက်အားဟာအခြေအနေပါပဲမိဗျာသွားမယ်ဟေးကြွက်လဲမစားရဘူးအဆက်လဲကွဲပြီးဟုဆိုကထုံးနိုင်ကမြားတနက်ကိုကောက်ကင်ပြီးရွာဘက်ကိုခြေဦးလဲပါတော့တယ်ပြားလေးကတော့နောက်ကနေညီးတွားရင်လိုက်လာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ညစ်မတော်ကျွတ်ပစ်ထွက်ခြင်းကန္နာကြီးဟာအဆက်ကွဲခြင်းနဲ့ပဲအဆုံးသက်သွားပါတော့တယ်ဟုတ်ကဲ့နောက်လာမယ်ဂမီရဝတ္ထုဇလံလေးတွေကိုမကြမီဆက်ပေးဦးမှာမို့စောင့်မျှော်ပေးကြပါဦးဗျာကျွန်တော်မျိုးစောဦးပါ